Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တချင်းတစ်ပုတ်တွေးထားရပါတော့။အဲနားထောင်လို့ကောင်းတဲ့တချင်းတစ်ပုတ်ကျွန်တော်တွေးထားရတယ်။အဲတချင်းတစ်ပုတ်ကျွန်တော်ဒီနေ့ reaction လုပ်ဖို့ဖြစ်ပါတယ်။နားထောင်ပြီးချင်းပဲအရင်ကြိုက်တယ်ပေါ့နော်။ဒီမှာ share တွေလည်းကြိုက်မယ်လို့ထင်တယ်။အဲဒါကြောင့်ကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ်။တစ်ချက်လောက်နားထောင်ပေးပါဦး။တူနားထောင်ကြမယ်ကျွန်တော်လည်းနားထောင်နေ reaction လုပ်ပေးမှာဖြစ်ပါတယ်။အကြားမှာတော့ကျွန်တော်စကားတွေပါမပြောတော့ဘူးနောက်တစ်ဖြစ်မှာဆိုလို့ဒီတိုင်းပဲကျွန်တော်နားထောင်နေပဲပြီးဆုံးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကြည့်ရအောင် Okay let's goရှုတော်အုံများဘုံတလာနဲ့ချောက်ပန်းတောင်ရေဒီရုံခေါ်လို့ဆိုကြာရောင်သွေးစီးသားချေပကြီးကရှူရဘုံမောင်းတီလို့ပြောသူတွေရဲ့ပွဲတော်မိမောင်ဖို့ပြီးဝိုင်းကကြသူပြောရိုးရခေါင်းတဲ့ဆိုင်လုံးvery good အရင်ကောင်းပါတယ်အရင်ကောင်းပါတယ်အရင်နားထောင်လို့ကောင်းတယ်နော်အားလုံးပဲဘယ်လိုလဲနားထောင်လို့ကောင်းလားကျေးဇူးပါ